ကလမမှာအခုမှခုတော့ကျွန်တော်တို့နေရစပြီးတော့မနေ့ကမဟုတ်တနေ့ကညတွေကကျွန်တော်စရောက်နေမနေ့ကအဲ့ဒီနေ့ကျွန်တော်မရောက်ခင်နေ့မှာပဲဒီစမ်းဖတ်မှုတွေပါတွေကလုံသမားတွေကုမ္ပဏီကလုံသမားတွေဘက်ကစတယ်လို့ကြားတယ်ကျွန်တော်နောက်နေ့ကနေစပြီးတော့ဖြစ်တော့လေတော်တော်လေးကိုပြင်းထန်တယ်ဒီနေ့ဆိုရင်သူတို့ကတချို့နေရာတွေကလည်းမပြေလေသေးပဲနဲ့ကိုယ်တိုင်းကိုနင်းခတ်ပြီးတော့ယူမဆိုင်ပဲနဲ့ခတ်နေတယ်ကျွန်တော်ကပြောလိုက်ပါတယ်ဒီဘက်မှာတားနေတယ်လို့ဘက်ကောင်ကောကျွန်တော်တို့တောင်ပေါ်ပြင်းလို့မရဘူးလားလေသမားကြီးကြီးရလားဆိုတော့ကျွန်တော်တို့စပြီးတော့ပြေတဲ့လေမှန်များအားလုံးတော့တားဖို့အတွက်အဲ့ဘယ်ပြင်ဆင်လိုက်ပါလေသမားတွေကတော့ဘာကြီးတောင်းဆိုတာလေသမားတွေကတော့သူတို့ကသုံးတရားတော်ကြီးကိုဘယ်လိုကောင်းမလဲဆိုတော့ပြေလဲလဲရရင်အဆင်ပြေတယ်ပြေလဲလဲမရမချင်းတော့သူတို့တိုက်ပွဲဝင်မယ်ဆိုတဲ့အနေအထားမှာကျွန်တော်တို့ကအဲ့ဒါကုမ္ပဏီပိုင်ရှင်ဒီဘက်ကနေမဟုတ်ဘဲနဲ့ကုမ္ပဏီပိုင်ရှင်တွေကနင်းပြီးတော့ပတ်စံပေးပြီးတော့နင်းခိုင်းနေတဲ့လုံသမားတွေနဲ့လေသမားတွေကြားမှာပြိပခမစုံတရားမဖြစ်အောင်ကျွန်တော်တို့ရန်ကုန်ပြည်သူ့ကျိုးဆောင်ကွန်ရက်ကတာဝန်ရန်တယောက်အနေနဲ့ကျွန်တော်လာပြီးတော့ကျွန်တော်အဖွဲ့တွေလာပြီးတားမြင်နေတာပါဘုရားပြိပခမဖြစ်အောင်ဝင်းရံထားတာပါဒီတောင်းဆိုမှုကဘယ်ထိဘယ်လိုရစ်ချက်သွားလေသမားတွေကတော့သူတို့တစုံတရာအတိုင်းတာမချင်းတင်တဲ့လောက်တဲ့ဒီနိုင်မှုမျိုးမရှိမချင်းအိုက်ပွဲဝင်မယ်လို့ပြောပါတယ်ကျွန်တော်တို့ကဆုံးဖြတ်ပိုင်ဝင်ဒီခံစားနေရတယ်လေသမားတွေအဲ့ဒီအတွက်လေသမားတွေဟာအိုက်ပွဲဝင်ခြင်းကကျွန်တော်တို့ကလေသမားတွေဘက်ကဝိညာဉ်အမှန်မှန်ရက်ပြီးကျွန်တော်တို့ရန်ကုန်ပြည်သူ့ကျိုးဆောင်ကိုရနေဘုရားတန်လေးတန်ချတာပါ